ตายาเรเนี่ยพี่จะบาเซโลอารมณ์คนในอุเมชเนกันเนี่ยมาทำจันเลยพี่จูสูบาเรทีนี้ก็รอบัตรมาอุโซเนี่ยบมอดเรนเนี่ยปัตตปีรออัปเดตเลยลูกไปชนะพี่แต่ဒီစကကနဆက်တဲ့ဗျူဟာမူဟာခြေတော့ချောင်းကျိုးပြီးမှတန်ညာတန်ချက်အပြည့်အဝနဲ့မြစ်ကျနာကိုပို့ထားတယ်ဆိုတာကိုနော်ကြတော့အလုံးသိပြီးသားဖြစ်တယ်ဆိုတော့သူ့ရဲ့ကလေးနဲ့သူ့မိန်းမကတော့ဗမောစကက27မှာပဲကြာရှိခဲ့တာဖြစ်တယ်ဆိုတော့မနေ့ကတော့သူ့ရဲ့မိန်းမနဲ့ကလေးကတော့ပျောက်နေတယ်ဆိုတာသိရတာဖြစ်တယ်ဘာကြောင့်လဲဆိုတော့မနေ့ကဘုံလာကျေးတဲ့အခါမှာပါသွားတယ်လို့လည်းတချို့ကတော့ပြောတာဖြစ်တယ်ဒါပေမဲ့အတိအကျတော့ဘယ်သူမှမသိတယ်လို့ခုချိန်ထိတော့ရှာလို့မရဘူးဆိုတာသိရတာဖြစ်တယ်ပြီးနောက်တစ်ခုကတော့ဒီဇက်ကခ27ကိုစစ်ကူလာပေးတဲ့ခွေးတိုက်ကိုတော့တခါပြန်နေပြီးတော့ကျွန်တော် KIA နဲ့ပူးပေါင်းတော်လာရေးတွေဘက်ကနေမှအကင်ကြီးကင်လိုက်တယ်ဆိုတာလည်းသိရတာဖြစ်တယ်ဒါကြောင့်တကောင်မှဇက်ကခ27ကိုရောက်မလာနိုင်ခဲ့တာတော့စိတ်မကောင်းဘူးဖြစ်သွားတယ်ပြီးတော့16ရက်နေ့မနေ့မှာ KIA နဲ့ပူးပေါင်းတော်လာရေးတွေဘက်ကနေမှစစ်ခွေးစခန်းငယ်တစ်ခုကိုလည်းထပ်မံပြီးတော့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်ပြီးလို့ရှိရင်လည်းစခန်းကြီးကိုကျွန်တော်တို့မီးရှို့ဖျက်ဆီးနိုင်ခဲ့တာဖြစ်တယ်ဒါကတော့ဗမော်ရဲ့နောက်ဆုံးရသတင်းဖြစ်တယ်ပြီးလို့ရှိရင်နောက်တစ်ခုကတော့အာဂျင်တီးနားကနေမှဖောင်ဝရန်ထုတ်ပြီးတာနဲ့ပဲမအားလာကတော့သူတို့ကတလည်းမကြောက်ဘူးငါတို့ကဘယ်သူမှလာမဖမ်းနိုင်ဘူးပြောပေမဲ့မအားလာကတော့ဘလောက်ကြောက်တယ်လဲဆိုတော့ရွှေတကုံစေတီတော်ဘက်ကိုမနှင်းဘူးတဲ့ခွေးကအခုဝရန်လက်ထွက်ရောကြောက်တာကမှပြီးလို့ရှိရင်ဝတ်လိုက်တာကလည်းထောင်ထွက်ဒါကတော့ရတရားဖြစ်မှရမ်းသိတာတယ်သူ့ဖာနဲ့သူပမာပစိုးပဲဖြစ်ဖြစ်ပစိုးကိုဝတ်အင်ဂျီဖြူတိုက်ပုံလဲနဲ့တွားပါလားမဟုတ်ဘူးထောင်အင်ဂျီကိုဝတ်ပြီးမှရက်တရချေပြီးလာခဲ့တာဖြစ်တယ်လောကကြီးထဲမှာရှိတဲ့ဘေဖျားမဆိုဖျားမပြောနဲ့လူတောင်မှအပြင်းတရံကိုဖြူစင်တာထက်နှလုံးသားဖြူစင်တာကိုလိုချင်တာဖြစ်တယ်အဖြူဝတ်စုံနေနဲ့ဖယားအတွက်ကောင်းမှုကိုတူတွားလုပ်ခဲ့ပေမဲ့လည်းပဲသူ့လက်ချက်တမ်းမှာပဲဗမာစကပုံတောင်မှပြောင်းပြန်ဖြစ်သွားတယ်ဗမာစကပုံကတော့နော်ဗဇက်ကဖယားလက်ကကာယဖြစ်တာဖြစ်တယ်အခုမအားလာရဲ့လက်ထဲမှာကလက်ကတော့ဖယားဗဇက်ကတော့ကာယဖြစ်တယ်လက်ကတော့သူကောင်းမှုကိုသူအများကြီးလုပ်တယ်သူကောင်းတယ်ထင်တဲ့အရာတွေကိုသူလုပ်တယ်သူဗဇက်ကနေတော့ဟိုဘက်ကိုပြစ်လိုက်ဒီဘက်ကိုပြစ်လိုက်ဟိုဘက်ကိုတွားတတ်ပါဒီဘက်ကိုတွားတတ်ပါဆိုပြီးမှအမိတ်အာဏာတွေအများကြီးပေးတာဖြစ်တယ်ဆိုတော့အခုသူအလူလုပ်နေတဲ့အချိန်မှာပဲကျမတို့ဗမော်တိုက်ပွဲရှိတာမဟုတ်ဘဲနဲ့တိုက်ပွဲမရှိတဲ့နေရာဘက်မှာလည်းဘုံလာကျဲတာဖြစ်တယ်အခုဒီရှမ်းမြောက်မှာလည်းဘုံကျဲတာဖြစ်တယ်ကရင်ဘက်ကိုလည်းပဲဘုံကျဲတာတွေရှိတာဖြစ်တယ်ဆိုတော့ဒီလိုမျိုးဘုံတွေလိုက်ကျဲနေတာကတော့ဗဇက်ကနေသူကတော့ကာယလုံနေတာရွှေ6ပိတ်တာမကဘူးပိတ်တာ1000နဲ့ပဲဖြစ်ဒီရွှေတကုံစေတီလောက်ကြီးတဲ့ဖျားတစ်ခုကိုရွှေနဲ့ပဲတီထောင်သူ့ဗဇက်ကနေမှလူတက်ဖို့တာသူအမြဲတမ်းလုပ်နေလူတောင်မှလက်မခံတာဖျားဆိုတာတော့တန့်ရှင်းပြီးသားဖြစ်တယ်ဘေးဖျားကမှဒီလိုမျိုးညစ်ပတ်တဲ့လူတစ်ယောက်ရဲ့ကောင်းမှုကိုသူကိုလည်းပဲခံမှာမဟုတ်ဘူးဆိုတော့အခုဒီလိုမျိုးအဖြူရောင်ဝတ်ပြင်းမှာရွှေတကုံဇေတီတော်ထဲမှာဒီလိုမျိုးကောင်းမှုကိုသူတွားလုပ်နေတဲ့ချိန်မှာသူကဘုံကျဲတဲ့အရာကိုလုပ်နေတာဖြစ်တယ်နေ့အချက်ကတော့အင်းစိန်ထောင်ကနေမှ963တော့ရိုဟင်ဂျာတွေကိုထုတ်ပြီးမှ PPNM ကနေပြောတာကတော့သူတို့ကိုဒီစစ်ပွဲမှာလူသားတိုင်းအနေနဲ့တုံးဖို့ရန်အတွက်ဖြစ်တယ်လို့ပြောတယ်ပြီးလို့ရှိရင်လည်းပဲအခုသူတို့ကိုအာရခတ်တပ်တော်တွေနဲ့တိုက်တဲ့နေရာမှာတုံးပြဖို့ဆိုပြီးမှလည်းပြောတာတွေထွက်လာတာဖြစ်တယ်ပြီးလို့ရှိရင်လည်းစနေနေ့ဆိုတော့ရုံးပိတ်ရဖြစ်တယ်ဒါပေမဲ့ဒီ non CDMD ကိုတုံးပြီးမှကတ်တီထုတ်ပေးတာဖြစ်တယ်ဘာကတ်လဲဆိုတာတော့အခု PPNM ကနေမှစုံစမ်းနေတယ်ဆိုတာလည်းသိရတာဖြစ်တယ်ဆိုတော့တွေ့လားအခုရိုဟင်ဂျာနဲ့ပတ်သက်ပြီးတော့ဂျီနိုဆိုက်နဲ့သူတို့ကိုဖန်ဆီးဖို့ရတဲ့ဝရမ်းထုတ်ထားတာဖြစ်တယ်အခုရိုဟင်ဂျာကိုထုတ်ပြီးမှဘာလုပ်မလား936တော့ရိုဟင်ဂျာတွေကိုခရီးတင်ကားနဲ့ဖေဖော်ဝါရီ16ရက်နေ့မှာထုတ်သွားတယ်ဆိုတာကျတော့အားလုံးသတင်းထဲမှာကြားရတဲ့အတိုင်းဖြစ်သွားပြီအခုဒီဝရမ်းနဲ့ပတ်သက်ပြီးတော့ဘောမဒီကနေမှကြေလောင်ပြောနေတဲ့အရာနောက်တစ်ခုကဘာလဲဆိုတော့အခုဒီတော့အောင်ဆန်းစုကြည်ကိုလည်းပဲဖန်ဝရမ်းထဲမှာပါတယ်ဖြစ်တယ်ဒီဥစ္စာကို NUG ဘက်ကနေမှလည်းဘာမှထုချေတဲ့အရာတွေပြောတာမရှိဘူး NLD ကနေမှလည်းဘာမှပြောတာမရှိဘူးတော့အောင်ဆန်းစုကြည်ကိုဒီနိုင်ငံရေးကနေမှပထုတ်ဖို့တော့အောင်ဆန်းစုကြည်ကိုမလိုချင်တာတော့အောင်ဆန်းစုကြည်ကိုဒုက္ခပေးချင်တဲ့
သူဒီဟာအခု NUG ဒီ NLD ဒီဖြစ်တဲ့သူတို့စစ်ခွေးတွေကတော့မဟုတ်ဘူးဒါကြောင့်မို့ပဲဇော်မဲလိန်ကလည်းအခုဒီအာဂျင်တီးနားကထုတ်တဲ့ဒီဖန်ဝရန်နဲ့ပတ်သက်ပြီးတော့ဘသူကမှမြန်မာနိုင်ငံကိုလာဖမ်းလို့မရဘူးသူတို့ကောက်ွယ်မယ်ဆိုတဲ့စကားကိုပြောသွားတာဖြစ်တယ်လို့ပြောတယ်ဆိုတော့သူတို့ဘက်ကတော့တော့အောင်ဆန်းစုကြည်ကိုအရန်ကာပါလုပ်ပေးတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်ကောက်ွယ်ပေးတာဖြစ်တယ်ဒါပေမဲ့တော့အောင်ဆန်းစုကြည်ရဲ့အတွက်ဆိုပြီးမှလုပ်တဲ့ဒီအခု NUG ဒီ NLD ဒီကတော့တော့အောင်ဆန်းစုကြည်ဒီလိုမျိုးဝရမ်းဖြစ်တဲ့အခါမှာဘယ်သူမှဘာမှမပြောဘဲနဲ့ silent ဖြစ်နေတယ်ဆိုတဲ့စကားကိုသူတို့တုံးလုံးသွားတာဖြစ်တယ်ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဗီဒီယိုတူတူလေးကိုနားထောင်ကြည့်ရအောင်နော်ကျွန်တော်တို့နောက်ပိုင်းစုံစမ်းသိရှိရတာက2015ဝန်းကျင်လောက်မှာရန်ကုန်မှာစီးပွားရေးလုပ်နေတဲ့မောင်တော်ပူသီတောင်ကစီးပွားရေးသမားတွေပေါ့9 group တို့ Fatherland တို့အဲ့ဒီပုံကိုယ်တွေကကြန့်ခိုင်ရေးပါတီဝင်တွေဖြစ်တယ်သူတို့ကိုသုံးပြီးမှ AA ကို counter balance လုပ်ဖို့အတွက်သူတို့ဟာအာဆာကိုဖန်တီးခဲ့တယ်ဆိုတော့ဒီအချက်လက်တွေကိုကျွန်တော်တို့ပြန်ပြီးတွေ့လာခဲ့တယ်သူတို့ကဖန်တီးခဲ့ပြီးမှဒေါအောင်ဆန်းစုကြည်အစိုးရဖြစ်လာတဲ့အချိန်မှာအဲ့ဒီကပဲဒီအစိုးရကိုဆွဲချမဲ့ဒီ scheme တစ်ခုပေါ့ကြံကောင်းမစီယာတစ်ခုကိုသူဖန်တီးခဲ့တယ်အခုဒီဥစ္စာကတော့ဒီဘိုးချုပ်ထွန်းမြတ်နိုင်ကနေမှအင်တာဗျူးထဲမှာပြောသွားတာဖြစ်တယ်ဒေါ်အောင်ဆန်းစုကြည်ဒီကိုဆွဲချဖို့ရန်အတွက်စစ်ခွေးတွေကအစကတည်းကနေမှအစီအစဉ်ရှိတယ်လို့ပြောသွားတာဖြစ်တယ်ဆိုတော့မနေ့ကသတင်းထဲမှာလည်းကျွန်မပြောသွားသလိုပဲဘတ်မန်နေ့မှာထွက်လာတဲ့စာကြောင်းထဲမှာဒေါ်အောင်ဆန်းစုကြည်နဲ့ဦးထင်ကျော်ရဲ့နာမည်ပါတာဖြစ်တယ်ဒါပေမဲ့အဓိကနေရာမှာပါတာမဟုတ်ဘူးရှင်းပြတဲ့နေရာမှာပါသွားတာဖြစ်တယ်ပြီးလို့ရှိရင်မနေ့ကထပ်ပြီးမှထွက်လာတဲ့ press release စာရွက်နှရွက်ထဲမှာဒေါ်အောင်ဆန်းစုကြည်နဲ့ဦးထင်ကျော်ရဲ့နာမည်လုံးဝပါမလာဘူးဆိုတာတွေ့ရတာတဲ့ကျမရဲ့ခံယူချက်အနေနဲ့ကျမသုံးသပ်ရမယ်ဆိုလို့ရှိရင်တော့အဲ့အချိန်အခါတုန်းကဒေါ်အောင်ဆန်းစုကြည်အစိုးရဖြစ်တဲ့အတွက်ကြောင့်အဲ့အချိန်အခါမှာဖြစ်သွားတဲ့ကိစ္စတွေဟာဒီနိုင်ငံရဲ့ခေါင်းဆောင်တွေပေါ်မှာတာဝန်ရှိတဲ့အတွက်ကြောင့်ခွေးတွေနဲ့အတူတူထည့်လိုက်တယ်လို့ပဲကျမနားလေတာဖြစ်တယ်တကယ်လို့ဒါဒီလိုမျိုးမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒေါ်အောင်ဆန်းစုကြည်ဟာနိုင်ငံရဲ့ခေါင်းဆောင်ဖြစ်တဲ့အတွက်ကြောင့်သူ့နာမည်ကိုအခွင့်အရေးနဲ့အတူတူနာမည်တစ်ခါလေးရေးမှာဖြစ်တယ်ဒါပေမဲ့ရှင်းပြတဲ့တနေရာမှာပဲပါတယ် press release ထဲမှာတော့ထည့်မထားဘူးဒါတွေကိုကြည့်ချင်းအဖြစ်ဒေါ်အောင်ဆန်းစုကြည်ကိုအခုဖောင်ရန်ထဲမှာဘယ်အခြေအနေရှိတယ်လဲဆိုတာတော့ကျမတို့သိရမှာဖြစ်တယ်ဒီဖောင်ရန်ထဲမှာဒေါ်အောင်ဆန်းစုကြည်ဟာအဓိကလူမဟုတ်တဲ့အတွက်ကြောင့်ဒီနေ့ NUG တွေလည်းဘာမှမပြောသလိုဒီနေ့ NLD လည်းဘာမှမပြောတာဖြစ်တယ်လို့ကျမကအဲ့လိုပဲခံယူတာတဲ့နော်ပြီးတော့နောက်တစ်ခုကတော့ TNLAD နဲ့ပတ်သက်တဲ့သတင်းအခုကျမတို့သိရတဲ့အတိုင်းပဲ16ရက်နဲ့မနေ့ကနေစမှ TNLAD နဲ့အတူခွေးတွေကတော့ကိုမင်းမှာအပြစ်အခါရက်စဲဖို့ရအတွက်ဆွေးနွေးတဲ့အစည်းအဝေးကိုလုပ်ကြတာဖြစ်တယ် TNLAD ဟာအပြစ်အခါရက်ဖို့ပဲတွားဆွေးနွေးတာကိုအခုသူတို့ဘက်ကနေမှနောင်ချိုတွေကိုဘုံလာကြေးသွားတာဖြစ်တယ်ကျဲတာတောင်မှခါတိုင်းကတလုံးနှလုံးနော်သုံးလေးလုံးအများဆုံးအဲ့လိုပဲကြေးတာဒီတစ်ခါကြေးလိုက်တဲ့ဥစ္စာကတမင်ကိုလုတ်တာဖြစ်တယ်ပြီးလို့ရှိရင်လည်းအခုသူတို့ရဲ့ခေါင်းဆောင်ကဘာပြောလဲအခု MNDAD ကလည်းအပြစ်ခတ်ရက်ဆေးပြီးဖြစ်တယ်ဒါကြောင့်မို့အခုသူတို့ကိုစကားပြောလို့ရှိရင်တော့အပေါ်စီးကနေပြောမယ်ဆိုတဲ့အတန်ထွက်လာပြီသူတို့အမခံချက်တောင်မရှိတဲ့အချိန်ဖြစ်တယ်ကိုတောင်အမခံချက်မရှိတာဘာကြောင့်မို့တော့ဆွေးနွေးတယ်လဲပေါ့နော်ဒါကတော့သူတို့ရဲ့အပိုင်းဒါပေမဲ့အခုကျမရဲ့သုံးသက်ချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့အခုဒီ MNDAD ဟာတရုတ်ရဲ့စကားကိုနားထောင်ပြီးတော့တရုတ်ရဲ့အလိုအကျဆိုင်းထိုးလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်တရုတ်ဒီကလည်းပဲသူတို့ဒုက္ခရောက်လာလို့ရှိရင်သူတို့ကိုကူညီဖို့ရတော့အဆင်သင့်ရှိတာဖြစ်တယ်ဒါပေမဲ့ TNLAD ဟာအခုသူတို့ရဲ့နောက်ကျောင်းမှာရပ်ပေးမဲ့လူတယောက်မှမရှိဘူးเนาะ MNDAD လည်းသူတို့ကိုရပ်ပေးမှာမဟုတ်သလိုဝတွေလည်းရပ်ပေးမှာမဟုတ်ဘူးအခု PDF တွေနဲ့လည်းပဲသူတို့ကပြဿနာအများကြီးဖြစ်သားပြီးဖြစ်တယ်ဒါကြောင့် PDF တွေကဆက်လက်ပြီးတော့သူတို့ကိုထပ်မံပြီးကူညီမလားဆိုတော့ကျွန်မမသိဘူးဘာကြောင့်လဲဆိုတော့လွန်ခဲ့တဲ့သတင်းထဲမှာကျွန်မပြောလိုက်တယ်လို့ပဲ KO အညာ PDF တွေကတော့ရှမ်းမြောက်ကနေမှအလုံးအရင်ကားတွေနဲ့မြစ်ခင်နေရဖြစ်တဲ့အညာကိုပြန်လာပြီးဖြစ်တယ်ဆိုတော့အခုဒီရှမ်းမြောက်မှာ TNLAD နဲ့အတူ PDF တွေကြံနေတယ်မကြံဘူးဆိုတာတော့ကျွန်မလည်းအတိအကျမသိဘူး PDF တွေဟာသူတို့ဘက်မှာမရှိနိုင်တော့ဘူးလို့ကျွန်မထင်တယ်အခုတကယ်လို့စစ်ခွေးတွေကသူတို့ကိုအပေါ်ကနေစကားပြောမယ်နင်တို့ကပြည်နယ်တစ်ခုပဲရှိတဲ့အတွက်ကြောင့်အရင်တော့နင်တို့ရဲ့ပြည်နယ်တစ်ခုကိုပဲပြန်ပါနင်တို့ကြံတဲ့ဥစ္စာငါတို့ကိုပြန်ပေးရမယ်လို့များအတင်းအကျပ်တွေပြောလာလို့ရှိရင်တော့သူတို့ကဘာလုပ်မလဲ
ဆက်လက်ပြီးတိုက်ပွဲဝင်မလားတိုက်ပွဲဝင်နေဆိုလို့ရှင်လားသူတို့တခုတည်းပဲဖြစ်တော့တာဖြစ်တယ်ဘာကြောင့်လဲဆိုတော့သူတို့ရဲ့လောက်ရတဲ့ကြောင့်ဘေရှာနေမှလဲသူတို့နဲ့အတူတူမရတော့တာဖြစ်တယ်ကျတို့ KIA တွေကတော့ခေါင်းဆောင်တွေကဘလို့ဆုံးဖြတ်မလဲဆိုတာတော့မသိဘူးသူတို့ရဲ့နေမြေရရှိဖို့ရအတွက်ကျတို့ KIA တွေဘက်ကနေမှတိုက်ကူညီဖို့ကတော့နည်းနည်းလေးတွန့်ဆုတ်နေမယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့ဒီနေမြေကိစ္စနဲ့ပဲခဏကျတို့နဲ့ပြဿနာဖြစ်နေတဲ့အတွက်ကြောင့်သူတို့ကိုတိုက်ကူပြီးမှသူတို့ရလာလို့ရှင်လဲဘာများထူးခြားမလဲပေါ့နော်။ဒါတွေရှိတာ။ဒါကြောင့်ဘာပဲဆိုသူတို့ရဲ့ပြဿနာကတော့သူတို့နည်းနည်းတော့ခက်ခဲလိမ့်မယ်လို့ကျွန်မယုံကြည်တာ။ဒါကြောင့်မို့သူတို့အတွက်ပတိုင်းသီးလို့ပြန်ဖြစ်နေပြီလို့ကျွန်မအဲ့လိုပဲခံယူတယ်။နော်ပြီးတော့နောက်တစ်ခုကတော့ကျွန်မအောင်ပွဲနဲ့ထပ်ပြီးမှပြောပြချင်တာဖြစ်တယ်အောင်ပွဲကိုကျွန်မထပ်မပြောခင်မှာကျွန်တော်ဗီဒီယိုလေးနည်းနည်းလေးနားထောင်ကြည့်ရအောင်ဒီဗီဒီယိုကိုဘောမဒီတာကြည့်မိခဲ့တယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးအနာထဲမှာစားတွေငပိတွေငရုတ်တီးထည့်တယ်လို့တော့နည်းနည်းလေးစက်မှာဖြစ်တယ်နော်ရပါဒီအရာဝင်ရပါလာခဲ့မလားလာပေးမလားခုနနေရပြန်လာလိုက်ချစ်စရာဟေးလာလေရပြီနော်တို့ဒီလိုပဲကွက်ကိုပဲအရှင်းနေကြရအောင်လေကျွန်တော်ဘာလို့ဒီဥစားကဟိုဘက်ဒီလိုနေတော့တိတ်ဆင်ပြင်းနေပြီးဒီဘက်ကတိတ်ဆင်ပြင်းဟုတ်ပါတယ်ဆင်မပြေတော့မှန်ပါတယ်ဒါပေမဲ့ကျွန်တော်လည်းစဉ်းစားလိုက်မယ်ကျွန်တော်စီလာတဲ့လူကများနေပြီဒီတက်လာတွင်းမှာရောက်50လောက်ရှိနေပြီဒါပေမဲ့ဆရာတို့လာမယ်ဆိုလဲကျွန်တော်တို့တန်းရဲ့စကားပြောလိုက်ပြောရစားကျွန်တော်အများကြီးပေါ်ပါတယ်ဟုတ်ကဲ့ဟုတ်နော်အဲ့ဆိုကျွန်တော်တော်မယ်ဟုတ်ကဲ့နောက်ဆက်နော်ဒီဥစားကတော့ဒီကရင်နေတပ်ပေါင်းစုနဲ့အတင်းအတမစစ်မှုထမ်းဖို့ရအတွက်ခေါ်ဆောင်ထားတဲ့စစ်ခွေးတွေဖြစ်တယ်တစ်ဖက်မှာစစ်ခွေးတွေရှိတယ်ဖြစ်တယ်ဒီဘက်ကတော့ကျွန်တော်တော်လာရဲတွေဖြစ်တယ်အခုဘောမတွေမြင်နေနော်ဘယ်အခြေအနေရောက်နေတယ်လဲဆိုတာတော့နင်းတို့သိတာတချို့ကျတော့မတိုက်ချင်ပေမဲ့လည်းပဲနော်စစ်ခွေးတွေကြောင်းအာနာတွေကြောင်းသူတို့ကနေရှေ့တန်းထွက်နေရတာဖြစ်တယ်ဒါပေမဲ့ရှေ့တန်းမှာတချို့တော့စစ်သားတွေဟာလူစိတ်ရှိတဲ့အတွက်ကြောင်းသူတို့ရဲ့အခြေအနေကိုသူတို့သိတဲ့အတွက်ကြောင့်တော်လာရဲတွေနဲ့ဒီလိုမျိုးအခြေအနေရှိတာဖြစ်တာတချို့ကြတော့နော်မိုက်ယူရဲဆန္ဒအခုအချိန်ထိမျက်စိထဲကနေမှဂျင်းဖက်ကလုံးဝမကွာနိုင်သေးတာတွေရှိတာဆိုတော့ဒီဗီဒီယိုကိုကြည့်တဲ့အခါမှာပေါ်မတွေဘယ်လိုခံစားတယ်လဲနော်ဖြစ်နိုင်ရင်တော့ comments လေးတွေရေးထားကြပါဦးနော်ပြီးနောက်တစ်ခုကတော့ဒီဗီဒီယိုလေးတစ်ပုတ်ထပ်ပြမှနားထောင်ကြည့်ရအောင်စကိုင်းတိုင်းဒေသကြီးအတွင်းမှာအကြမ်းဖက် PDF တွေရဲ့ရိတ်ခါဖျက်ထောက်ခြင်းခံထားရတဲ့ရွာတွေမြောက်များစွာရှိပါတယ်။ကျေးရွာတွေမှာရွာသူရွာသားတွေအနေနဲ့အပြင်ကိုထွက်ပြီးတော့စီးပွားရှာတာပဲဖြစ်ဖြစ်တရွာနဲ့တရွာကူးတန်းရောင်းဝယ်တာပဲဖြစ်ဖြစ်ရွာအပြင်ထွက်ပြီးဆိုတာနဲ့အကြမ်းဖက် PDF တွေကရွာတွေကရွာပြင်မထွက်ဖို့ပြောပါတယ်။ရွာပြင်ထွက်တဲ့ရွာသူရွာသားတွေကိုလည်းမြည်တိထောက်ခံသူမဆိုအကြမ်းဖက်တပ်ဖြတ်ပစ်ပါတယ်။ဒါအပြင်ရွာကိုလာပြီးတော့ဈေးရောက်တဲ့ကုန်တယ်ပွဲစားတွေကိုလည်းဈေးမရောက်မှုတားမြစ်တယ်ခိုးပြီးရောက်တဲ့သူတွေတချို့တော့ရွာသူရွာသားတွေရဲ့အခက်အခဲကြောင့်မလို့လာရောက်ပေးရဈေးတွေကိုလည်းအကြမ်းဖက်ခေါင်းဖြတ်ပြီးတော့တနက်နဲ့ပြတ်တက်ပြီးတော့ပေါ့နော်အဲ့လိုမျိုးတွေလောက်ကြံတက်ဖြတ်ပြပါတယ်အဲ့ဒီဖြစ်စဉ်တွေတော်တော်များများကိုကျမတို့ Telegram Channel တွေမှာအဲ့ဒီကာလတွေတုန်းကသတင်းတွေတင်ပြီးချပြပြီးဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးရိတ်ခါဖျက်တောက်ခံထားတဲ့ရွာတွေကိုလက်ရှိပေါ့နော်ဒီနမခတိုင်းမှုဗိုလ်မှူးချုပ်မျိုးမင်းထွေးစပြီးတော့တိုင်းမှုဖြစ်တဲ့ကာလမှာရိတ်ခါဖျက်တောက်ခံထားတဲ့ရွာတွေကိုရိတ်ခါပို့ပြီးတယ်တချို့ပြည်သူစစ်ရွာတွေဆိုလို့ရှိရင်ရိတ်ခါတွေအပြင်ခဲရန်တွေပါပို့ဆောင်ပေးတယ်ပေါ့အဲ့တော့ရိတ်ခါရရှိပြီးသွားတဲ့ရွာတွေကိုအကြံပြုချင်တာလေးတစ်ခုရှိရပေါ့နော်ရိတ်ခါကဒါ6လစာတို့9လစာတို့1နှစ်စာတို့အဲ့လိုမျိုးတွေချပေးခဲ့တယ်ပေါ့နော်ဆိုတော့အဲ့လိုရိတ်ခါတွေကဟာလာဘယ်နှစ်စာတွေပဲဘယ်နှလစာတွေပဲထားခဲ့အဲ့ရိတ်ခါတွေကိုထိုင်စားမယ်ဆိုရင်တို့ကကုံသွားအောင်ပါပဲကုံသွားပြီဆိုလို့ရှိရင်နောက်ထပ်တစ်ဖန်ထပ်ပြီးတော့ရိတ်ခါတွေချပေးပါအောင်ကျွန်တော်တို့ရွာတွေအခက်အခဲတွေဖြစ်နေရပါပြီဆိုပြီးထပ်ပြီးတော့အတန်ဒီអော်ကြအောင်မယ်ဖြစ်နိုင်ရင်မိမိရက်ရွာရိတ်ခါပြန်လဲရရှိဖို့အတွက်ကိုနေမြေကန်တက်မတော်တပ်ဖွဲ့ဝင်တွေလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးတော့ထွက်ရှင်းတဲ့နေရိတ်ခါလမ်းကြောင်းပြန်ပွင့်အောင်လို့ပေါ့နော်တက်လက်မတိုးနိုင်တက်လက်မတိုးတပေတိုးနိုင်တပေတိုးအဲ့လိုမျိုးတိုးပြီးထွက်ရှင်းတဲ့နေဘာကြောင့်လဲဆိုလို့ရှိရင်လက်ရှိစီးရေးအခြေအနေကဒါရိတ်ခါတွေပို့ဆောင်ပေးနိုင်ပြီမဲ့နောက်ကျရင်စီးရေးအခြေအနေတွေကဘယ်လိုဖြစ်မလဲမသိဘူးပေါ့နော်ဒီတက်မတော် 1H2 ရိတ်ခါထောက်ဖို့ရင်တို့ဒါတွေကတော့အားချင်မှလည်းအားမယ်မဲ့အခြေအနေကမထောက်ပံ့နေတာလည်းမထောက်ပံ့နိုင်တော့တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ကြိုတင်ပြင်ဆင်ထားတဲ့နေကိုရွာရဲ့အပြင်ဘက်ကိုထွက်ပြီးတော့နေမြေတွေရှင်းတဲ့နေအဲ့နေမြေရှင်းတဲ့အခါမှာအကုံသွားတဲ့ခဲရန်တွေကိုလည်းဟာလာသက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ထပ်မံပြီးတော့ခြားထားပြီးအတွက်ကိုလည်းကျမတို့ကဒီဘက်ကနေတက်နိုင်တဲ့လောက်တိုက်တွန်းသွားမယ်အဲ့တော့ရိတ်ခါရရှိပြီးတဲ့ရွာတွေပြည်သူစစ်ရွာတွေအနေနဲ့ဒီတိုင်းရိတ်ခါတွေကိုကောင်းအောင်စားပြီးထိုင်မနေဘဲနဲ့မိမိရက်ရွာရိတ်ခါလမ်းကြောင်းပြန်လဲပွင့်လန်းဖို့ရရှိဖို့အတွက်ကိုစ조사ဆောင်ရွက်ပေးပါလို့လည်းတိုက်တွန်းချင်ပါတယ်အခုဒီဥစ္စာကဒီစကိုင်းမှာရှိတဲ့ပြည်သူစစ်ရွာတွေဖြစ်တယ်ဒီပြည်သူစစ်ရွာတွေကိုကျမတို့တော်လာရဲတွေဘက်ကနေမှပိတ်ဆို့ပြီးတော့
အရင်တော့ကဘာပြောမလဲစားမစားရဘူးဆိုပြီးမှပြောကြတာကြီးเนาะကျွန်တော်ဗီဒီယိုထဲမှာအများကြီးပါတာဖြစ်တယ်ပြီးလို့ရှိရင်တချို့ကြလို့ရှိရင်စားစရာတောင်မရှိဘူးလို့ပြောတယ်ဆိုတော့အခု epic ကိုဒီခွေးမကနေမှတော့အခုနင်တို့ကိုရိတ်ခါချပေးပြီဖြစ်တယ်ဒါကြောင့်နင်တို့ဒီလုံချုံရေးတွေနဲ့ပေါင်းပြီးမှရိတ်ခါလမ်းတွေကိုဖောက်ကြပါတလဲမရရင်ရတပေရရင်ရတိုးပါလို့ပြောပေတိုးရဲမလဲတိုးရဲရင်တော့တို့တိုးမှာပေါ့မတိုးရဲလို့ပဲစာငတ်ခံတာတို့ကတလဲမတို့တပေတို့ရှေ့တိုးရင်တော့အသက်အသေးခါရမှာလေဘု து အတွက်ကြောင့်တို့ကအသက်ပေးရမှာလေဆိုတာတို့စဉ်းစားချင်တဲ့စဉ်းစားမှာပေါ့ဟုတ်လားဒါကြောင့်မို့မတိုးနိုင်လို့မတိုးတာကြားပြီလားခွေးမပြီးလို့ရှိရင် तू ပြောသွားတာထဲမှာကျွန်တော်သဘောကျတာကဘာလဲဆိုတော့ဒီရိတ်ခါတွေဟာတဲ့နောက်မှာထပ်ပို့နိုင်ရင်လည်းပို့မယ်မပို့နိုင်လည်းမပို့ဘူးနောက်ဘာကြောင့်လဲဆိုတော့လေရင်တွေကအရန်ဘီစီတယ်အားကြောင့်မို့နင်တို့ကိုထပ်ပြမကူညီမယ်လို့အာမမခံဘူးလို့ပြောရတာဖြစ်တယ်ဒါတွေကိုနင်တို့ဘောမတွေနင်တို့ကိုနင်တို့သိရမှာဖြစ်တယ်ဘာကြောင့်လဲဆိုတော့မနေ့ကတင်းထဲမှာလဲကျွန်မပြောသွားတယ်လို့ပဲဒီကလေးဘက်ကိုစစ်ကိုလာတဲ့သူဒီဒုက္ခရောက်တဲ့အခါမှာငါတို့လာကေပါလို့ပြောတဲ့အခါမှာနင်တို့24ရောက်ရဲ့အသက်ကြောင့်ငါရဲ့လေရင်အဆုံးရှုံးမခံနိုင်ဘူးလို့ပြောတဲ့ခွေးတွေကဒီနေ့နင်းတို့မစားရတဲ့အတွက်ကြောင့်သူ့ရဲ့လေရင်တွေလည်းဒုက္ခခံမှာမဟုတ်ဘူးခွေးမသစင်ဦးရဲ့ဗီဒီယိုဖိုင်ကိုနားထောင်ချင်တာဖြင့်ဘယ်စစ်ခွေးတွေရဲ့ဘဝအမခံချက်ဟာသူတို့ရဲ့ဘောပိုင်ရှင်တွေဘက်ကနေမှတာဝန်မယူဘူးဆိုတာကိုတွေ့ရတာဖြစ်တယ်နော်အလူတနတ်တွေအတွက်ကြောင့်တော့ဒဇင်ဦးဒီဘက်ကနေမှအော်ပြီးမှတောင်းပေးမယ်တဲ့နော်တောင်းပေးမှပြန်ရရင်ပြန်ပေးဖို့ငါတို့ကိုမဟုတ်ဘူးလားနော်နင်တို့တောင်းပြီးရလို့ရှင်ငါတို့ပြန်ပေးနော်တနာပါတယ်တလက်မရရင်ရတပေရရင်ရတယ်အိမ်ထဲကနေအိမ်ပြင်တောင်မထွက်နိုင်တာလုံချုံရေးသမားတွေတဲ့ဘဲကလုံချုံရေးလဲမလုံချုံလို့ပဲသူတို့တောင်မှအပြင်မထွက်ရေးတာလုံချုံရေးရတာရှိခဲ့တယ်ဆိုလို့ရှင်တော့သူတို့အပြင်ထွက်မှာပေါ့နော်ပြီးရင်နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ February လ17ရက်နေ့ကနေမှ23ရက်နေ့ထိတိုက်ခိုက်ခဲ့တဲ့အခါမှာကလေးကန်ကိုလန်ကစခန်းကိုလည်းတိမ့်ပိုက်နိုင်ခဲ့တာဖြစ်တယ်ပြီးရင်အခု15ရက်နေ့နဲ့16ရက်ထဲမှာချင်းတော်လာရဲ့တပ်ဖွဲ့တွေဖြစ်တဲ့ CNA CDFS နဲ့အတူကျတို့ KIA ဒီဘက်ကနေမှပူပေါင်းတိုက်ခိုက်ခဲ့တဲ့အခါမှာကလေးကန်ကိုလန်ပေါ်မှာရှိတဲ့အောင်တာယာမန်ဒိုနဲ့ချန်တာယွာအိုင်နာကစစ်ခွေးစခန်း၄ခုကိုမနေ့က February လ16ရက်နေ့မှာအပီးတက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်အဲ့မှာစစ်ခွေးဆေးကောင်ကျော်တေဆုံးသွားပြီးမှတည့်ရဲ့အတိုင်းပဲစံကုန်မြေလေးအကောင့်20ကျော်ကိုလည်းဖန်စီရရှိခဲ့တာဖြစ်တယ်အခုကျမနဘေးနားမှာမြင်ရတဲ့အတိုင်းပဲဒီလက်နက်ကြီးတွေအားလုံးကတော့တခါပြန်ပြီးမှဘဘရဲ့ဒီဝရန်ထုတ်ပြီးတဲ့အခါမှာပေးတဲ့အလူဖြစ်တယ်နော်များသလားမမင်းနဲ့ရန်တုလက်နဲ့ကိုလက်နဲ့ခဏတော့ကတစီဦးပြောသွားတယ်နင်တို့ဆုံးရှုံးသွားတဲ့လက်နဲ့တွေအတွက်တော့သူတို့ပြန်မြမတောင်းပေးမယ်လို့ပြောတာတောင်းပြီးသူတို့ပြန်ပေးလိုက်နော်ပြီးရင်နောက်အောင်ပွဲတစ်ခုအနေနဲ့ကတော့ February 15ရက်လေဒီယိုမြို့နယ်အတွင်းမှာဝေရောက်တိုက်ဆွဲထားတဲ့ခမရ960တိုက်ရဲ့နေရွယ်ပင်ဂိတ်စခန်းတော်ဝီရွာနဲ့ထိန်သူပင်ကြားမှာရှိတဲ့ဂိတ်စခန်းနဲ့ကျွန်းကုန်းကျဲရွာဘဲကတော်ရကျောင်းမှာခြေချနေထိုင်တဲ့ဂိတ်စခန်းအဲ့3ခုကို KNLA တရင်ကိုနဲ့ပူပေါင်း PDF တွေကနေမှတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်တော်လာရေးဘက်ကနေမှဝေရောက်တိုက်ခိုက်ခဲ့တဲ့အခါမှာခွေးအကောင်6ကောင်ကတော့တည့်ရဲ့အတိုင်းပဲနော်ခွေးတဲ့ဝတ်တေသွားတယ်ပြီးလို့ရှိရင်အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်အဲ့ထက်ကနေမှ60မမကွန်မန်ဒိုစိန်ပြောင်းတနတ်ရဲ့ KMPC အမြောက်အများကိုလည်းပဲတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်ပြည်သူတွေအားလုံးကျန်းမာပျော်ရွှင်ကြပါစေ